Selain itu sananya belum keluar mereka. Activity ini. Naga pomnya lemah jenak mau ikut lemah ilu haji tu deh. Mau ikut, ibang lalu sih. Nama sih deh, ya wujud alonga, wujud kau deh. Mak ilu ibang lalu sih deh, tu nama babe sih. Along, weh, wujud kau deh gue. Ini malu. Kali, ciri mau Ji de ku le ma saba ryo the bi thao ni de kwe adi chain ma yi kwe ya ma yi lu si yaw la bi lo ma yi lu ni ya tok do yo ma a hu tu da chwe de so bi tai ko na me ji de le he ai do chou ne ma yi lu du ka ba hu tu da po chwe le so ra pi nya jin pyan ya aw Ciri lo. Nó mau nó không được ăn được cái hàng ở chợ này mà chưa chắc kể ya đi lo xây đẹp nhiều làm cắt đâu cháu cả mấy luyện có mấy con được mấy mẹ ra có mấy luyện phe vì mấy luyện à cháu có mấy con được rồi mê cháu cả lấy phe mê chắc kể mấy con mấy luyện à đấy mà hút tụt ta thuê đấy là cái đó phe này mà vậy hút là tao mà bị mỏng tuổi sao lại àเขาบีมาอีลุยอาเพียงเจ้าสามีแม่เนาะตีชานาดาวิญญาณเดมาใหญ่นาရှိတယ်တောင်တလုံးရှိတယ်တောင်ရဲ့ဘေးနှစ်ဖက်မှာဘူပါတစ်ခုစီရှိတယ်ဘူပါနှစ်ခုရဲ့အောက်မှာကျွမ်းကြီးအကြီးရှိတယ်အဲ့ဒါပါလေအဲ့ဒီခါမှာ မျက်နှာ ရှိနိုင်ကမျက်လုံးနှလုံးကိုပြောတာတောင်တလုံးဆိုတာနှာခေါင်းဘူပါနှစ်ပေါက်ကနှာခေါင်းနှစ်ပေါက်ပေါ့ဘူပါနှစ်ခုရဲ့အောက်မှာဂျိုင်းကြီးရှိရဲဆိုတာတော့အစပေါက်ကိုပြောတာလေဟုတ်တယ်မလား ထိုခါမောင်ကြီးကွဲလေစိတ်မကြီးမသားလေဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ကဲဒီကမအီးလွင်ကလေးဟေးကြိုက်တာမေးမအီးလွင်ဖြေနိုင်သလိုကျုပ်လည်းဖြေနိုင်မှာပါဗျာ တောက်ပါပြီမောင်ကြီးကွယ်အဲ့ဒါကျမမင်းမယ်နော်ဒီချာလာတာ စားမလားနှစ်ချီ မွေးတပြားနဲ့ဝေရတယ်အဲ့ဒီတော့စံတည်င်းကိုဝေဘနဲ့ပြားနဲ့ဝေရမလဲဖြေပါအောင်မောင်ကြီးကွယ် ဟေးစံတပီးတို့ရဟဲ့စကြောက်ပြီတည်ဟဲ့တပီးစံတပီးတပြားအဲ့တော့နှစ်ပြားသုံးပြားအဲ့တော့တည်တို့စေပြားအဲ့တကြက်ဟုတ်တယ်မလား ဘယ်လာတဲ့ချက်မလဲမောင်ကြီးကွယ်စံတည်ကိုတပြားဆိုတော့16ပြည်တည်က16ပြားပေါ့
အဲ့ဒီခါမောင်ကြီးခွေးဟာရှက်လုံးလုံးဤတလုံးပေါက်မိသွားတဲ့ကွယ်အဲ့ဒီလိုဤပေါက်လိုက်တဲ့အခါမချင်မှပဲမအေးလွင်စဘာထောင်းနဲ့တစ်သားစုံကြီးဟာယုံဆိုတခြားတစ်သားစုံကြီးလည်းခွဲသွားရောမအေးလွင်ကအရန်လို့စိုက်ဆိုးသွားပြီးတော့မောင်အေးခွဲကိုအင်းနဲ့ပြန်ပေါက်ထလိုက်တယ်မအေးလွင်ဤပေါက်ချက်ဘလောက်ပြင်းလဲဆိုတော့မောင်အေးခွဲလေးကလွတ်ထွက်သွားပြီးဟိုးဝေးမရှိတဲ့ဘင်းနဲ့နန်းတော်တွေကိုခင်းနေဆိုပြုတ်ကျသွားတဲ့ကိုဘာတော့ဘင်းနဲ့မူမဒီအားနဲ့တော့ဟိုအဲ့ဒီလိုပဲရောက်လာလေအာမူကကြလာတယ်အာဒါနတ်ကြီးကဆင်းလာတာလားဘာလားပေါ့နော်အဲ့ဒါနဲ့ရဲမစသားတွေဟာမောင်ဤခွဲကိုဘရင်ရှိတော်မောင်တွင်းပြီးတော့မီးတာပေါ့မောင်ဤခွဲကလည်းမအီလွင်းကြောင့်သူဒီလိုမျိုးနန်းတော်တွေရောက်လာရတဲ့အကြောင်းကိုတီးတီးချာချာရှင်းပြတဲ့ကွယ်ထိုအခါမှာဘရင်ကအဲ့ဒါဖြစ်ရင်မအီလွင်းကိုပါနန်းတော်တွေခေါ်စမ်းဆိုပြီးတော့ခေါ်ပြီးမောင်ဤခွဲနဲ့မအီလွင်းနှစ်ယောက်စလုံးကိုတိုင်းပြည်အတွက်အမှုထမ်းစေတဲ့ကွယ် What the heck ဒီနေ့တော့ဘရင်ကြီးရဲ့တိုင်းပြည်ကိုရန်သူတွေလာဝါခိုက်ဖို့ကြံစီတဲ့အဲ့ဒီကဘရင်ကြီးကမောင်ဤခွဲနဲ့မအီလွင်းနှစ်ယောက်ကိုခေါ်ပြီးတော့မင်းတို့မှရှိတဲ့အစွမ်းအစနဲ့ဒီရန်သူတွေကိုတိုက်ခိုက်နိုင်မလားဆိုပြီးတဲ့အခါသူတို့နှစ်ယောက်လုံးကလည်းမှန်လားပါအရှင်မင်းကြီးတိုက်ခိုက်နိုင်ပါတယ်ဆိုပြန်လျှောက်ကြတဲ့ပဲအဲ့ဒီကသူတို့နှစ်ယောက်ကိုဘရင်ကြီးကရန်သူတွေကိုပြန်လဲတိုက်ခိုက်တွန်းလာဆီလွတ်လိုက်တဲ့ပဲသူတို့နှစ်ယောက်လည်းရန်သူတွေနဲ့ရင်ဆိုင်တွေ့တဲ့အခါသူတို့အစွမ်းနေရှိတဲ့အတိုင်းနှစ်ယောက်လုံးအစွမ်းကုန်ထုတ်ဤကိုပေါက်ကြတဲ့ကွယ်